ယူမိုင်းစွာနဲ့လက်ကိုဆွဲဘဝတဲ့ထူးမဲ့ဘာကြောင့်ကူမလိုက်တာလဲပြောပါအရင်ကနားထောင်ကောင်းတဲ့သားသံတွေကိုကြားခြင်းနဲ့ဘုံလို့မရှိတဲ့နေနေတဲ့ကိုဒုနဲ့ရောက်တူသွားခြင်းနဲ့လှုပ်ွယ်လှုပ်ပြီးစိတ်ကူးရင်တော့တူတူနေထိုင်ဖို့ငါတခါတလေမှမျက်နှာငယ်တဲ့ရှင်မခိုင်လို့အနောက်ချောင်းတွေပြတ်ပြီလားလိန်နာညာတာရှက်ပြီလားအများကပြောတဲ့မသတင်းတွေကနားနဲ့မဆက်အောင်ဟတ်ချီတာငါလည်းလူငယ်တယောက်ပဲအသွေးနဲ့အသားနဲ့တိဆောက်ထားတာအဝေးကမထိုးပါနဲ့ချဲလေးဆိုတဲ့ဒီကောင်နာကအပြတ်သက်ဒီတစ်ခေါက်ဝေးဖို့ချောင်းကိုလာကျွေးရင်မနဲ့ဖြတ်တဲ့စာထဲမှာတွေးပါလိမ့်မယ်နာရေးတဲ့ယူရဲမပြည့်လို့အဲ့ဒါလောက်တော့ဖြစ်သွားတာလဲမကိုမကျူးမဆိုင်ဘူးလေနဲ့တဲ့အချင်းများစွာနဲ့အကွက်တွေရွှေ့စေတခြားလူတွေနဲ့အပြစ်မှတွေ့လဲသူ့ရဲ့ပြောမှကျွန်တော်စီးလို့ဝင်သွားတာပဲ